ကေလို့ခေါ်တဲ့ချိုချိုမွေ့မွေ့လေးနဲ့စားလို့ကောင်းတဲ့ရိုးရာတရေစာမဟုတ်ရင်နွေးချမ်းပရိသတ်အားလုံးမြင်လာပါရှင်ဒီနေ့မှာတော့ရင်နွေးချမ်းပရိသတ်တွေအတွက်တို့ဝသူအုံးပီကေလေးနဲ့မိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ်အုံးပီကေဆိုတာကငငယ်ကကျောင်းမုံဈေးတန်းတွေမှာစားခဲ့ရတဲ့ကစီနဲနဲ့ဆင်တူပါတယ်အရင်ဆုံးထညက်ကိုကြိုပြီးတော့ဇက်တိုက်မှွေပေးနေရပါတယ်ရလိုက်ရင်တော့တူးတော့တက်လို့ထောက်လျှောက်ကိုမှွေနေရမှာပါအနေတော့အနေထားရောက်ရင်ကစီနဲ့ထည့်ပြီးတော့ထပ်မှွေရပါတယ်အဲ့ဒီနောက်မှာတော့အုံတီမနုလုံးမရှင်လုံးအနေတော်လှိထားတဲ့အစိတ်လေးတွေကိုထည့်ပြီးတော့ထပ်မှွေရပါတယ်လိုချင်တဲ့အနေထားရောက်ရင်တော့ဘန်းပေါ်လောင်းချပြီးတော့အေးခံရပါတယ်အဲ့နောက်မှာနက်နက်လေးမပြော့မမအနေထားလေးမှာလက်နဲ့ဆွဲယူပြီးတော့လေးရပါတယ်ပြီးတော့ခဏအေးထက်ခံပြီးတော့မှဖြတ်ဆက်နဲ့ညှက်ကစားလို့အလွန်ကောင်းတဲ့အုံးပီကေလေးတွေရရှိလာတာပဲဖြစ်ပါတယ်တို့ဘောသူအုံးပီကေကကဘာဝပစ္စည်းတွေနဲ့လှုပ်ထားလို့ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့အရသာလည်းအရန်ရှိပါတယ်အဲ့ဒါကြောင့်ရင်နှင်းချက်ပရိသတ်တွေအတွက်ဒီရိုးရာတရေစာမုတ်လေးအကြောင်းကိုမျှဝေပေးလိုက်ရပါတယ်ရှင်ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်